ဒါမျိုး intro video ကို CapCut မှာဘယ်လိုလုပ်မလဲလွယ်ပါတယ်ဗီဒီယိုလေးကိုစုံထိကြည့်လိုက်ပါပထမဦးဆုံးအနေနဲ့အလက်ရောင်ပုံပေါ်မှာကိုကြိုက်နှစ်သက်ရာစာသားတစ်ခုကိုရေးလိုက်ပါပြီးရင်အဲ့ဒီစာသားကို key frame ချပြီးတော့ zoom ဆွဲလိုက်ပါzoom ကိုအဆုံးထိဆွဲပြီးသွားရင် curve တဲ့ကနေ effect တစ်ခုခုကိုသုံးပေးလိုက်ပါအဆင်ပြေလို့ကိုကြိုက်ပြီဆိုရင်အဲ့ဒီဗီဒီယိုလေးကို export ထုတ်ထားလိုက်ပါ new project ကနေကိုလုံးမဲ့ဗီဒီယိုကိုထည့်လိုက်မယ်အောက်ဘားမှာရှိတဲ့ overlay ကိုနှိပ်ပြီးခုန export ထုတ်ထားတဲ့ဗီဒီယိုကိုထည့်လိုက်မယ်အဲ့ဒီ overlay ဗီဒီယိုတစ်ချက်ထောက်မယ် supply ထဲဝင်ပြီးတော့ darken ကိုရွေးပေးလိုက်ပါဗီဒီယိုလေးကိုနည်းနည်းကြွသွားအောင် key frame သုံးပြီးတော့အပေါ်အောင်နည်းနည်းလေးချိန်ညှိပေးလိုက်ပါဒါဆိုရင် supply intro ဗီဒီယိုလေးရသွားပါပြီ